မင်္ဂလာပါအခုကနေဘူးတွေကပြန်လာတာအခုမှပြန်ရောက်တာပြန်ရောက်ပြီဆိုတော့အခုမှရေတော့တဝါတောက်လိုက်တာပေါ့ရေတဝါတောက်ဒီမှာစားလေးလက်ထက်မှာအနေငယ်အဲ့ဒါလေးနဲ့ရေလုံးမျိုးချတာပေါ့ဒါစေးပဲလေဟုတ်တော့ရတာတောက်တဲ့လူတွေကိုတင်ပြတာနေဘူးတွေကပြန်လာလို့ရှိရင်အဲ့လိုဒီချိန်ကတအားပူပြင်းတအားအိုက်ဆက်နေတဲ့ယာဒီကြီးနော်ဒီလာဒီယာဒီကြီးပေါ့အရင်ဆိုးတာနေလို့ထိုင်လို့အဆင်မပြေဘူးအဲ့တော့ဒီတိုင်းတမန်လူတွေတောင်မှပဲနေလို့ထိုင်လို့မပြေကျွန်တော်တို့လူတွေပို့ဆိုးတာပေါ့ဒါပေမဲ့ကိုယ့်ဘက်ကိုနေဘူးတွေကပြန်လာစားလေးအနေငယ်ရေကိုအရင်ဆုံး1နံပါတ်ချက်ရေကိုအရင်ဆုံးဝအောင်တောက်ပါရေတောက်ပြီးရင်ဒူးကောင်းတွေရရေတွေလောင်းဒူးကောင်းကရေတွေလောင်းဟိုဘက်ဒီဘက်ရေလောင်းပြီးတာတဲ့ဒီပိုင်းနဲ့ချီစစ်လက်စစ်ကလေးတွေကိုရေလောင်းပြီးရင်စားလေးအနေငယ်လေးပတ်စရဲငုံပြီးတော့မြူချလိုက်ပါဒါနီလန်းလေးတွေပေးတာကိုတို့ကဘာကြောင့်လို့ဆိုအရန်ပူတဲ့အဲ့တဲ့ယာဒီပေါ့ဒီလာဒီယာဒီပေါ့အိုက်ကလည်းအိုက်ချင်ရတဲ့အိုက်အနောက်ကမသားကြီးရတဲ့တမျိုးဆိုတာလာပြီးစားလာကြပါလေအိုက်ကလည်းအိုက်ချင်ရတဲ့အိုက်အနောက်ကမသားကြီးရတဲ့တမျိုးဆိုတာတထောင်နဲ့အနောက်ကိုထိုးတယ်ဆိုတာမိန်းမတွေကအနောက်ကိုတထောင်နဲ့လှည့်တော့တယ်ဆိုတာဒီလာဒီယာဒီတွေရှော့မလွန်းနဲ့လုံနေတဲ့အတိုင်းလေးလုံနေကြအတိုင်းလေးပဲတထောင်ကတော့ဂုံသွားပြီရက်လှူထားလိုက်အလှူရှင်တထောင်ကတော့ဂုံသွားပြီအခုဒီမှာဒီတထောင်ဒီတထောင်ကဒါနှစ်ပတ်နီးလောက်တော့အဲ့လောက်တော့မှန်းချအောင်အခုမှပါကင်ဖောက်တော့ပေါ့ဒါကတော့โอเคရပြီလောက်ဒါလို့စားကောင်းတော့ကောင်းပေါ့နော်3တန်စီမ3တန်ဘေးနော်ဘယ်အရာမဆို3တန်စီမ3တန်ရင်ဘေးဘယ်အရာမဆို3တန်ရင်စီမ3တန်ရင်ဘေးစီးပြဝါဖြစ်3ဆောင်ခွေးဖြစ်နွားဖြစ်မလုတ်တဲ့ဒီလားဒါဒီကောင်တော့ရေတော့နဲတယ်ဗျနဲပြီမနဲ့နည်းပြင်းပြင်းလေးချလိုက်မယ်ကွာဒီတစ်ခါတော့โอเคသမင်းစားကနေရေမို့လို့ပြင်းပြင်းလေးချတာသမင်းမစားတဲ့ခါကျတော့ကိုကရေပျော့ပျော့လေးတောက်တာဝမ်းရိတ်ဝမ်းပဲဒီနေ့ပူရောဘယ်လိုဖြစ်သွားတယ်လဲဆိုတော့ရတာလေးကတမျိုးလေးလိုဘာလေးလိုညာလေးလိုနဲ့စလဲရွက်ပူစီနန်းဒါတော့စလဲရွက်လေးနဲ့ခိလိုက်မယ်ခိပြီးတော့ထမင်းဆွဲမှာအဲ့ဆိုတော့စားတော့ကကြိတ်ပြီစီနန်စလက်ရွက်နဲ့ငပီနဲ့ကိုတော့ငပီတို့ကြရမ်းကြိုက်တာအခုမှမဟုတ်ငုံလုံးနဲ့ကျင်ငပီတို့ကြရမ်းကြိုက်တယ်အဲ့လိုမျိုးတော့ကြိတ်ရတော့ဘယ်ရကိုတိုးလို့ပြရတာငွေတော့သမီးစားခေါ်ငွေပါစားကြပါဦးခေါ်ရဲဖုန်းထဲမှာဆိုလာစားနိုင်တာဟုတ်ပါဘူးခေါ်မနေတော့ပါဘူးတို့ရဲ့ဂရုဖန်နဲ့တောက်တာနော်တို့ရဲ့အရသမားဂရုကြီးတို့ရဲ့အရသမားဖန်နေတအားတောက်မှာတဖြည်းဖြည်းနဲ့ပြောမှဆိုအင်အားကြီးလာတာကိုတို့ဘယ်ရောက်တော့ခကြတယ်လူကြီးဆွဲပြီဒါတော့ပဲကလာဟင်းလေးပေါ့အစင်မပြေတဲ့ကြားတွေကအခက်ခဲတွေကြားတွေကမိမဖြစ်တဲ့လူကအစင်ပြေအောင်ကိုယ့်ယောက်ျားကိုဖန်တီးပြီးချက်ပေးရတာလေရှိတဲ့ဇေယျကလေးနဲ့တကယ်တမ်းပြန်စစ်သားကြည့်တော့မိမတွေတရန်တနာဖို့ကောင်းပါတယ်ဒါကြောင့်မူလာမီးရကြပါနဲ့မိမတွေမီးရကြပါနဲ့မယမ်းကြပါနဲ့မရကြီးပါနဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့သူရှင်အမေမရှိတော့တဲ့နောက်ပိုင်းရစလို့ကို့ပေါ်မှာကောင်းသူကိုယ်တိုင်းပဲချက်ပြုတ်ကျွေးတာလေကိုဟုတ်တယ်မလားကိုကားရမလို့နဲ့တော့ကြအစိတ်ကတာတော့ဟုတ်ပြီဖြစ်နေမယ်မေရကိုတနေ့ကို2နှစ်လောက်နဲ့နှုတ်ဖြတ်တာသူကအခုတတိကိုဟီ
သားစုတွေအားလုံးဒီချိန်ဒီခါလာမှာအခက်အခဲကြီးဖြစ်နေတဲ့အချိန်ကာလလေးမှာတဦးနဲ့တဦးအဆင်ပြေအောင်နေထိုင်ပြီးတော့ဘဝလန်ခီးသားသမီးတွေရဲ့အနာဂတ်ခီးလေးတွေကိုဖြောင်းအောင်ထိန်းနိုင်ကြပါသည်ဒီချိန်ကမှာတော့ပြောမယ်ဆိုတော့ကိုတို့ကတော့နောက်၄-၅ရက်လောက်ဆိုတော့ကိုတို့ကအလုပ်ပြောင်းပါသုံးမွေးဆွဲတာ CD ထဲပါတယ်တဲ့အဆင်မပြေဘူးအလုပ်ပြောင်းတော့မှာအလုပ်ပြောင်းမယ်ဆိုတော့ဗါလဲဆိုတော့ဟိုပြောင်းမယ်ဆိုတော့အလစ်တုပ်ပေါ့အလစ်တုပ်ကိုဘာသာပြန်လာတော့အလုပ်တစ်ပေါ့ကိုယ့်ရဲ့ project စီမံကိန်းကြီးလို့တော့ကိုကတော့ဘူးမှတော့မပြောပြနိုင်ဘူးအရေးကြီးတဲ့ memory တွေပေါ့နောက်ဆက်တယ်ကျွန်တော်လွတ်လွတ်ထမင်းဆွဲလိုက်အောင်ပါကောင်းတယ်မငရှင်လေးတဲ့ငရှင်လေးကိုငွေကောင်းပေါက်လေးတွေချက်ထားတယ်ကောင်းတယ်ယောက်ျားတို့ရဲ့အင်းအတားပဲအော်နောက်တစ်ခုရှင်းပြကြရှိသေးတယ်ကိုတို့ကအရက်တောက်ပြတယ်ရက်အမှုတအားလွန်သွားလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတော့အရက်တအားမူးလွန်တဲ့လူကိုနားတဲ့ကိုတံမြာသီးတွေမြစ်မထဲပါနဲ့အချိုးမြုပ်တွေဖြော်ပြီးတော့မတိုက်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဒုက္ခရောက်တတ်တယ်အရက်တအားမူးလွန်သွားတဲ့လူကိုယူနွေးချမ်းပူလေးပေါ့ယူနွေးချမ်းပူလေးအာတအားဂျုံးမြန်နေရလို့ယူနွေးပူလေးတစ်ဖက်ခါလေးနဲ့ယူနွေးပူလေးအဲ့လာလေးကိုတိုက်လိုက်မကြခင်တောင်းလောက်ကြားလို့ရှိရင်အရမူလေးတောင်းလောက်တဖြည်းဖြည်းပြီးသွားလိမ့်မယ်နော်နောက်တော့ကမိုးလင်းလို့အရက်နာတအားကြတယ်မလို့ပြမကန်ထပ်ပြီးတော့မပြေရင်မပြေနဲ့အရင်နုတော့ခါလေးပေါ့ရင်နွေးခါလေးလက်ဖက်ချောက်ခါလေးအဲ့လာလေးကိုယူနွေးပူလေးချလိုက်တောင်းလောက်ဆိုပြန်လန်းသွားပါလိမ့်မယ်ဘူးကလည်းမဆိုးရဘူး